လက်စိတ်ပဲဒီရတယ်မေဒီမှာလေဟယ်လိုရွာညောင်ကိုရရှိရောက်နေပါရဲ့ရှင်အတော်ရင်ရောက်နေရဲ့ရှင်ညနာလေးကတော့တီးခံပြီးကြည့်ပေးနော်ဒါအဖက်တွေလုံးဝမထည့်ထားဘူးညနာလေးတော့တီးခံပြီးကြည့်ပေးရောကလောင်တော့လဲမမစားကြည့် ဘယ်ကမှနည်းနည်းတော့ကြည့်ရနေပြီမင်းမကနေပြီလားဟုတ်ဘယ်မကောင်းဘူးဖြစ်လာ တူမ3ယောက်ပါတူမ3ယောက်ပါစားရကလောင်တော့လဲမမစားကြည့် ဘယ်ကမှနည်းနည်းတော့ကြည့်ရနေပြီဘတ်တော့အမေလည်းပဲလန့်တော့ဘတ်တော့ဟဲ့လက်စုပ်လေးပြန်ပြီ23လားမေဒီမှာငပိရေ23ဟိုခဏလေးတော့တီးခတ်မိကြည့်ပေးပါနော်ဟိုဆိုးနေပြင်မှာအဲ့လိုမဟုတ်ပါဘူးမငပိ34စနေနေ့ဒီမှာလည်းတူ34ရအော်ဒီမှာကလေးဖြစ်နေပါဘူးမတော်တော့လေမရဲ့သူတို့လာကြတာမလာခြင်းနေတော့မတော်တော့ဆိုကိုကလည်းအဲ့ရကြတဲ့စီစဉ်ပြီးလောက်နေရမှာဟိုကအလူဆိုတာတော့ဟိုဘာမှလည်းပေးရမလို့လေသူကအမျိုးတွေတဲ့ဟိုကဖြစ်အောင်လို့တဲ့အဲ့ဒါငါသူတို့ကလွတ်မှာမဟုတ်ဘူးလို့ခလေးမင်္ဂလာဆောင်မှာမို့လို့ငါတော့ပြောလိုက်လေရွာသားတွေကလာလိုက်လွင်လာနော်လိုက်ထဲမှာပါအဲ့ဆိုရင်တော့သွားရမယ်ဟုတ်တယ်အဲ့ဒီတော့မသွားတော့ဘူးသူတို့လည်းလာခြင်းလာခြင်းနေတော့ဟုတ်လားလိုက်ခွင့်ရအောင်သူတို့မဟုတ်လားသူတို့လာခြင်းမလာခြင်းနေတော့ဘာလို့ဆိုနေပြီသူတို့လည်းကြာစနေရနေတော့မာဒီမှာတောင်းနေကွယ်လောက်ကဆိုလောက်ကရှက်ဝိုင်းလေလောက်ကရှက်ဝိုင်းအဲ့ကြောင့်မို့မာဒီကကောင်းသူကပြောပေးလိုက်တော့ကိုကလည်းသွားနေတာမဟုတ်ဘူးဒါမလေးဒုတော့သွားတယ်အကုန်ခေါ်သွားတယ်ခလေးတော့ပါအောင်အိမ်လုံးကျွတ်ဘာလို့ဆိုတော့အလှူလေဒါအဖေရန်အဖေညမပါငါဘူးမပြောပေးကြဒါကလည်းဆိုင်ပါလားစေးပါပြန်ပြီကြာရှက်လိုက်တာဟိုင်းလို့ပြောလိုက်မယ်ဟိုင်းမင်္ဂလာပါဟိုင်းမင်္ဂလာပါနေပြောတော့မှာစားကြပါဦးလို့ဟိုင်းမင်္ဂလာပါစားကြပါဦးအဖေပါရက်တောင်လို့ကြီးရဲ့စားပါအောင်လားမင်းစားနေမင်္ဂလာညလာကြအဲ့တော့မလာတော့လားမင်္ဂလာပါလာလာဘူးဘာအောင်လာလို့လားမသိဘူးတပည့်တို့မနဲ့ကြောင်းတက်ကခုနစကားကြမ်းတာမဟုတ်ဘူးအဖေတို့ကနေရလူတိုင်းတည်းမဲ့ပြောတာသူအမျိုးတွေကြီးပဲစနေကြတာဒါတူတွေအမျိုးတွေဒါအမျိုးတွေကြီးပဲအမျိုးတွေဘာမှဝင်ခွဲတွေဝမ်းခွဲတွေဝင်ခွဲပြန်အောင်ပြုံးလို့လိုင်းလွင်တာတိတယ်ဟိုတိနဲ့ကိုမောင်ပြောနေတာရိုးသားတာရှင့်ရိုးသားလို့ပြောတာပါလိုက်ထဲမှာဟန်ဆောင်ပြီးတော့မနေပါဘူးဒါရွာမှာဆိုရွာတလေးပါမျိုးတွေချင်းချင်းမို့လို့ပြောတာပါဘေးလူနဲ့စဒီမှာဒါဘယ်ကမျိုးလဲပြောဦးမိတ်ဆက်အောင်ဒါဘယ်ကမျိုးလဲမိတ်ဆက်အောင်မိတ်ဆက်ပေးလိုက်ဒီမိတ်ဆက်အောင်လေဒါမသမင်းလာစားကြတာအေးချမ်းလိုက်တယ်မမရေစားနေရအားရပါပဲမမဆိုဟုတ်တယ်ရမ်းစားကောင်းတယ်ဒီမှာဝင်းတော့ဟိုနေတော့ဒါပောက်ပန်းပြပြပြုတ်ရမ်းကြိုက်တာဟဲ့ဘာလဲလားလေဘာလဲကိုဘေးဝဲလာဝင်ရရအောင်ပြည့်ရငါဒီနေ့ငါနဲ့ဒီကိုလူပါလို့ဒါလေးနဲ့ညီလေးဒါမြည်ွာလည်းမြည်ဝါလည်းမြည်ဝဒီယာနဲ့ဝဒီယာလေးနဲ့တဲရပါတဲ့ကောင်းလားကောင်းဝင်းလာရိုက်ထားလို့တဲ့ကိုဘေးဝဲလာဝင်ရရအောင်ပြည့်ရငါဒီနေ့ငါကပြလိုက်ပါပေါ်မှာမပြီလို့ဟုတ်ရပါလိမ့်တယ်ပြန်လာလာအောင်နဲ့အမဦးလေးကဟိုဘက်အိမ်ကနေလှမ်းခေါ်နေဒါဦးလေးလာအောင်နဲ့ဇာတိတွေလှမ်းခေါ်လို့ဟာဟေးဘယ်ထိုင်နေ
မဦးလေးရဲ့သမီးအမငယ်ဆုံးအမ မင်းကြီးခေါ်တယ်သွားလေ မသားလားဘာဥပစာ ဖေးညိုကြိုက်လိုက်တော့ကျုံးလိုက်တော့ဘူးလေစောစောတီးဘူး နေတော့လေတောင်းတာ ဟိုမှာတော့ဆူရှာတတ်တို့ရဲ့အမေပါထမိန်ဆောက်တိုးကြီးဝစ်လာတယ်တော့မနိုင်ပါမကောင်းထမိန်ကြီးဆောက်တိုးကြီးဝစ်လာတာဒီရောက်မှပြန်လဲတယ် ဟိုဘာလို့တော်လဲပေါ့ငါချက်တာဟဲ့ ချက်ဖို့ပေးမှုလေ ပေးသွားပေး အိုင်တို့ကျန်တောင်းဒိုင်တို့စားမှာလေ ဒါဒီတော့မှတဝက်စီနှစ်ပိတ်သားကြော်ထားတယ်နေ တန်းကြီးကတဝက်ဝယ်ပေးမှာလေဒီ ဒီမှာ90ဝယ်ပေးရတယ် ဟာဆိုပြော ဘာလဲရော ချက်ပေးရုပ်တဲ့တန်းကြီး မဟုတ်ပေးလိုက်အောင်လေးမေဖေးမကျမဆိုင်ခဏကားထဲမှာပတ်စံကြံနေတယ်ပြီးမှပြန်ပေးမယ်ဘယ်လောက်ရှိလဲ ခင်းနေ မမလက်ဖို့ယူလိုက် ပေးလိုက် ရအတီတီပေးလားရ တီပေးတာနော် ဟုတ်ဟုတ်ပဲ ជីជីပေါ့သမီးရမေရဲ့ လို့ကြီးတော့မာကြီးတော့ အေးဒီမှာတော့မလေးဒီမှာသူ့ရဲ့အမနော်ဒါသူ့ရဲ့အမနော်ဒီမှာတော့မလေးသူ့ရဲ့အမ ဒီမှာတောင်းပေးလိုက်တယ် အော်ရက်စာပေးလိုက် အလူကန်ထဲအောင်တလောင်း လူကန်းပါလူတော့ လမ်းလာတယ် ဒါထက်တလောက်မဟုတ်ထည့်ပါမယ်လူကန်း ဒီထဲပါပြီလေဟောအေးဟာ မပေးလိုက်အောင်သူ ပေးမယ်သမီးကားထဲမှာပတ်စံအိတ်ကြံကလေးပြင်ပေးမယ် ငါစီကတောင်းရတယ်နော် ဟင်းဘယ်တော့မှယူပါမရလဲဘယ်တော့ယူလိုက်ရဖေးလိုက်တဲ့လူတွေ့လားမယူဘူးနော်လိုက်သူတို့ဟိုမျိုးထဲမှာတိုက်ခန်းဟုတ် ကြည့်လိုက်အလူသွားမှလည်းရန်ကုန်ဘကိုမဟာကြီးဒီရက်ထဲမှာ သမီးရဒီအရင်နားထားတော့အခုမှတောက်လျှောက်ပြန်တော့ပွဲ ရဆိုတာ မမှန်ဘူးပေါ့မမှန်ဘူးဆိုတာအဲ့လိုမျိုးနေရပေါ့ကြည့်ပြီးမှုပြီးကိုအားပေးတဲ့ပြည်သက်တွေနဲ့တွေ့ရတော့လည်းပြောရောင်းကောင်းပါကိုအားပေးတဲ့ပြည်သက်တွေနဲ့တွေ့တော့လည်းဟိုဟာဖြစ်တာပေါ့နှစ်သိန်းလားဘယ်လောက်လဲမသိဘူးနှစ်သိန်းဖွဲ့မှာချိန်လို့လားငါကလည်းချွတ်နေပြီနော်မလေးအခုတည်းကမွေးလေးတောင်းနေပြီအော်မ ဒီဆိုင်မှာမထားတဲ့ဆိုင်မှာ ဆိုင်မှာညနေမှဖွင့်မရတာခုလည်းမွေးတောင်းနေပြီနော်နာတယ်နာ ကြာကိုရွယ်တော်ကြတော့လမ်းဆိုတလားကြော်ပါလားမတဲ့နာပွဲလို့ပရိစီယာ မလေးစီထား 你过去来怎么在拿木的？哎， နာမကုန်ကြီးလာပြီး သမီးကစမ်းမကောင်းပါဘူးငါးတော့လောက်စားလိုက်အားဘူးလား 我问人家看。 အဲ့ကောင်ပတ်တာပေါင်းနေတယ် အော်အဲ့ဘက်မသွားလား ကိုချင်းကုန်ပြောမယ် ဒီမှာရေကျသွားပြီသူမတွေကလည်းအတော့လိုက်လွှင့်တာမကင်မဲဦးဖုံးလေးပါလေဒီမှာဒါငါးခံရင်ငါပတ်မလို့ဒီကဘယ်လောက်နဲ့ဖြတ်မှာလဲပြောတားရတယ်ရောဒီမှာထင်းနေဟိုတစ်ခေါက်လာတော့ဒီနားမှာရေကူးတာအခုကရေတွေခန်းသွားပြီအဲ့မေ ဒီစီကြလို့လားခိုင်းခဲ့ဟာဒီမလို့ကြီးရဟမ်ဒီကြဦးဟာလားဒီကြဒါကြီးဂျိုးနဲ့ထိုးကောင်းမယ် ပြုတ်ကြမယ်နော် ခိုင်းခဲ့ဂျိုးနဲ့ထိုးကောင်းမယ် ဒင်းကြီးလား ထမိန်နဲ့မရဘူးလေတုတ်နေရလေအေးရှုံနေဆက်လာနေဒါပဲညာချက်တယ်နဲ့မမတော့ပါဟိုကသမီးလေးပါဒါတော့ဟိုလေမောတာနှခမ်းမအမှန်နဲ့ဒီလားစိုက်ရဲချက်တာဒီလားညနိုင်ဆက်လာလေဒါရွာတူမမဟုတ်နော်ရန်ကွာတူမ
ဒီမှာထင်ပါလားဆက်လိုက်အောင်လေမင်္ဂလာပါနော်သူ မပူဆို ငါမပူရမန်းလိုက်အောင်လေဘာစားစင်မစားချင်လို့လေအေးတောက်ချင်လို့ကော်ဖီတောက်ချင်တယ်ရှမ်းခောက်ဆွဲတယ်တောက်ဝယ်ပြီးလိုက်ပါဦးရှမ်းခောက်ဆွဲရန်ကုန်ကနေ စားနေလို့ မရှိဘူး